ပရွက်စိတ်တွေဟာကမ္ဘာပေါ်မှာလူသားတွေထက်အရေအတွက်ပိုများတဲ့သတ္တဝါတွေထဲကတစ်မျိုးပါ။ပရွက်စိတ်တစ်ကောင်ဟာသူ့ရဲ့ကိုယ်လေးချိန်ထက်အဆ20ကျော်လောက်ပိုလေးတဲ့အရာကိုတည်နိုင်ပါသေးတယ်။သူတို့မှာသေးငယ်တဲ့အုံနောက်သာရှိပေမဲ့အလုတ်ခွဲဝေမှုစနစ်ကျတဲ့နေရာမှာတော့အရန်ကိုတိကျကြပါတယ်။ပရွက်စိတ်တွေဟာအတန်နဲ့မဟုတ်ပဲအနံ့ pheromone နဲ့ဆက်သွယ်ကြပါတယ်။အစာတွေးတဲ့ပရွက်စိတ်တစ်ကောင်ကသူ့ရဲ့လမ်းကြောင်းကိုအနံ့ချန်ပြီးတခြားပရွက်စိတ်တွေကိုခေါ်လာနိုင်ပါတယ်။ပရွက်စိတ်တွေဟာလမ်းကြောင်းကိုမှတ်မိနိုင်ပြီးအိမ်ပြန်လမ်းကိုဘယ်တော့မှမမှားတတ်ကြပါဘူး။မိုးရွာမယ်ဆိုတာကိုပရွက်စိတ်တွေဟာလေထုဖိအားပြောင်းလဲမှုကြောင့်ကြိုတင်ပြီးတော့သိနိုင်ကြပါတယ်။ပရွက်စိတ်အချို့ဟာလူသားလိုပဲစိုက်ပျိုးရေးလုပ်ပြီးဖန်ဂတ်စ်ကိုမွေးမြူကြပါသေးတယ်။ပရွက်စိတ်မိဖုရားတစ်ကောင်ဟာနှစ်ပေါင်း20လောက်အထိအသက်ရှင်နိုင်ပါတယ်။အလုတ်သမားပရွက်စိတ်တွေဟာမိဖုရားကိုကာကွယ်ဖို့ကိုယ်ပိုင်ဘဝကိုပါစွန့်လွတ်နိုင်ကြပါတယ်။ပရွက်စိတ်တွေဟာအိတ်ချိန်မရှိဘဲချိန်တိုလေးသာအနားယူပြီးအလုတ်ကိုကြိုးစားလုပ်ကြပါတယ်။ပရွက်စိတ်အချို့ဟာရန်သူတွေကိုတိုက်ခိုက်ဖို့ကိုယ်တိုင်ပောက်ကွဲနိုင်ပါတယ်။ပရွက်စိတ်တွေဟာအရေပြားမရှိဘဲအသက်ရှူရတဲ့အတွက်လေထုအပေါက်လေးတွေကနေအသက်ရှူကြပါတယ်။ပရွက်စိတ်တွေဟာကိုယ့်အဖွဲ့သားဒဏ်ရာရရင်ကူညီစောင့်ရှောက်တတ်ကြပါတယ်။ပရွက်စိတ်တွေဟာရန်သူကိုတွေ့ရင်အဖွဲ့လိုက်ချက်ချင်းတုံ့ပြန်နိုင်ပါတယ်။ပရွက်စိတ်အချို့ဟာအစားအစာကိုအနာဂတ်အတွက်သိမ်းဆည်းတတ်ကြပါတယ်။ပရွက်စိတ်တွေဟာသဘာဝပတ်ဝန်းကျင်ကိုတန့်ရှင်းစေတဲ့အရေးပါတဲ့အလုပ်လုပ်သူတွေပါ။ကမ္ဘာပေါ်ရှိပရွက်စိတ်အားလုံးရဲ့စုစုပေါင်းလေးချိန်ဟာလူသားအားလုံးနဲ့နီးပါးတူညီတယ်လို့သိပ္ပံပညာရှင်တွေကခန့်မှန်းထားကြပါတယ်။ပရွက်စိတ်တွေဟာသေးငယ်ပေမဲ့စီးကမ်းနဲ့စနစ်တကျလှုပ်ဆောင်မှုကအလွန်ကြီးမားပါတယ်။ပရွက်စိတ်တွေကစီးလုံးမှုစ조사မှုနဲ့အဖွဲ့အစည်းရဲ့အင်အားဟာဘလောက်အရေးကြီးလဲဆိုတာလူသားတွေကိုသင်ပေးနေပါတယ်။